ကျွန်တော်တို့ပိုတေးကနေဖနဲ့မရောင်းမှုခင်ဗျာဖနဲ့မရောင်းကျွန်တော်ရဲ့ညီကိုရောင်းရဲ့အမျိုးသားတွေနေရာမရွေးအမှုအကြံပွဲလည်းမရွေးမှာခြေလမ်းတွေထဲနေစီပဲခြေလမ်းကိုအင်အားဖြည့်ပေးနိုင်တဲ့ဘူးတွေကိုပဲမာယူပေးတဲ့ဝန်ဆောင်မှုကိုပေးပါတယ်ခင်ဗျာအခုပြထားတဲ့ brown leather Chelsea short ဘူးရဲ့အားသာချက်တွေကိုကျွန်တော်ပြောပြပါမယ် Chelsea ankle boot လည်းဖြစ်မယ်ဗျာရှော့ဘူးဆန်ဆန်ရှူးအစားထိုးလဲစီးနိုင်မယ်ဆိုတော့မင်္ဂလာဆောင်ပွဲလမ်းနဲ့တော့နေ့စဉ်ရုံးတဲ့ရုံးစီမဲ့စီစီပြအဆင်ပြေ all day comfort ဒီနေ့လုံးစီးထားရင်တော့မှပေါ့ပါနေမယ် insole cushion insole ဘူးရီမှာအများဆုံးဖြစ်တဲ့အချိန်ကြာစီးရင်ဖနှက်ပေါက်တတ်တဲ့ကိစ္စအဖြစ်ရှင်းပြီးသားဖြစ်မယ်ဗျာချိုးရွချိုသားတွေက craftsmanship စမ်းနေမယ် quality စိတ်ချရမယ် craftsmanship စမ်းနေမယ်ဆိုတော့တာမန်စက်ရုံထုတ်အရေးအတွက်များများချုပ်ရွချုပ်သားပုံစံတူတွေနဲ့ကြွားမှာဗျာ durability နဲ့ lifetime ကြာရှည်ခံမှုဟာတရားဝင်ထားပြီးတစ်သက်လုံးထားလို့ရမှာဗျာအောက်ခံသားက chucky ဆိုအမာသားဖြစ်တယ်အဖူးအထင်မြေလမ်းမရွေးမှာစိတ်တိုင်းကြနင်းလို့ရမယ်အပေါ်ကလဲသားအညူရောင်တောက်ပြောင်နေမယ်ဗျာ brown EU 38ကနေပြီးတော့44 size အထိရပါတယ်မှာယူလို့ရဲတဲ့ဘက်နှစ်ပတ်သုံးမှတ်ခန့်ကြားနိုင်ပါတယ်ဈေးနှုန်းကတော့3,500ကျပ်တိဖြစ်ပါတယ်ခင်ဗျမှာယူရင် Viber ဖုန်းနံပါတ်တွေကိုလည်းကျွန်တော် comment မှာချထားပေးပါတယ်ကျွန်တော်တို့ပိုတေးကိုလာရောက်အားပေးတဲ့ဧည့်သည်တော်များကိုပိုတေးဘက်မှာတလေးတစားအတိပေးချက်ကလေးများကိုလည်းကျွန်တော်တို့ comment မှာရေးသားထားပေးပါတယ်ဘူးဖနက်တို့ရဲ့အပြင်ပုံတွေကိုလည်းအပြင်ပုံ review အနေနဲ့ comment မှာပြထားပေးပါတယ်ခင်ဗျာဝင်ရောက်ကြည့်ရှုပေးပါကျေးဇူးတင်ပါတယ်ခင်ဗျ